အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြပြမှာလေးရတော့ကျွန်တော်ဒီမှာပညာရေးလို့ကိုဆွဲနည်းလေးဖြစ်ပါတယ်ဒီလိုမျိုးလေးပေါ့နော်အဲကျွန်တော်လေးရတစ်ခုချင်းစီဆွဲရမယ်အဝိုင်းနှစ်ခုပေါ့နော်အယောင်အဲပြီးစာအုပ်လေးကျွန်တော်ဆွဲမယ်ပြီးသွားရင်တော့ကျွန်တော်ဒီမှာဖျောင်းနိုင်လေးပေါ့နော်မီးလေးပေါ့โอเคဒါဆိုရင်ကျွန်တော်စလိုက်ကြအောင်စမယ်ဆိုတော့ကျွန်တော် Photoshop CF5 နဲ့ဆွဲပြမယ်နော် CC နဲ့လည်းဆွဲလို့ရပါတယ်အဲ့လိုပဲဆွဲပါနော်အဆင်ပြေတယ်ဆွဲလို့ရပါတယ်CF5 ကိုဖွင့်လိုက်မယ်ဖွင့်ပြီးပါရင်အရင်ဆုံးကျွန်တော်ဆွဲနည်းတွေကတော့တပုံကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်ကမြန်ဆန်ပြီးတော့ပေါ့နော်ဒေတာအောင်တခြားဆွဲပြပါမယ် file new ကိုသွားမယ်ကျွန်တော်10နဲ့8နဲ့ပေါ့နော်10လက်မှ8လက်မှ inch ယူထားတယ်ဒီမှာ resolution မှ300အဲ့ဒါလေးကိုကျွန်တော် okay ပေးလိုက်မယ်နော်စာရွက်တွေ့ရဒီလိုမျိုးရလာပြီဆိုရင်ရုံတော့အဝိုင်းတွေကိုရင်ဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာလုပ်တင်လဲဘာလုပ်ထားမလဲဆိုတော့ view ဟလာ new guideline လေးပေါ်ရမယ် guideline လေးပေါ်တာအမျိုးမျိုးရှိပါတယ်ဝင်ပြည်တန်လေးပေါ်အောင်ပေါ်လို့လည်းရပါတယ်ပြည်တန်လေးကနေ control R control ရဲ့ R ရဲ့ keyboard ရဲ့နှိပ်လိုက်ပြီဆိုပြည်တန်လေးပေါ်လာမယ်ဒီမှာဆိုရင်ဒါဆိုရင်သူအလဲကျသွားပြီเนาะဒီကနေဆွဲချလာတယ်တစ်နေတဲ့နေရာအလဲပဲဒီမှာဆိုရင်လည်းကျွန်တော်တို့ဒါအလဲပဲအဲ့ကနေမှမခေါ်ချင်ဆိုကျွန်တော်တို့ကဒီမှာ new guide နော်ဒီနေရာမှာ 50% okay နှိပ်လဲဒါအတူတူပဲဗျာနော်ဒီမှာကြည့်မယ် sorry ဒါလေးကိုကျွန်တော်ဆွဲသွားပြနော်ဒီမှာနော်အဲ့တော့ကျွန်တော်clean guide လေးလုပ်ပြီးတော့ view new guide Origin မှာ 50% ရိုက်ထည့်လိုက်တယ် okay ပြီးသွားရင် view new guide ဒါပြီးသွားရင် 50% ရိုက်ထည့်လိုက်မယ် okay ဒီလိုမျိုးလေးရလာပြီရလာပြီဆိုရင်ဒီမှာဒီကနေပြီးအဝိုင်းတိုးလေးကိုယူလိုက်မယ်ယူပြီးသွားရင် layer တစ်ခုအသစ်ယူလိုက်မယ်နော် layer တစ်ခုအသစ်ယူလိုက်ယူပြီးသွားရင် order shiki ကိုဖိထားမယ်ဖိထားပြီးတော့ဒီမှာအလဲဆန္ဒလေးကိုတစ်ချက်သွားနော်အလဲဆန္ဒကြပြီဆိုဆွဲတက်လိုက်ဒါအလဲဆန္ဒလိုချင်လို့ဒီ guideline လေးပေါ်ရတာဖြစ်ပါတယ်နော်ဒီမျိုးလေးအလဲဆန္ဒကြလွှတ်လိုက်မယ်လွှတ်ပြီးပါရင်သူ့ထဲမှာဒီမှာကျွန်တော်ဒီမှာ color လေးရွေးပြထားမယ်ဒီ color number လေးပေါ့နော် FFCC ဟလာ00ဒါလေးကိုရွေးပြထားမယ်အဝါရောင်လေးပြီးရင်ကျွန်တော်တို့ကအောက်မှာ background color ကိုဖြည့်ချင်တာဖြစ်တဲ့အတွက်အပေါ်က foreground ကိုဖြည့်ချင်တာမဟုတ်ဘူးဒီလိုလေးချိန်လိုက်လဲရပါတယ်ပြဿနာမရှိဘူးဒါပေမဲ့ဒီနှစ်ခုရဲ့အကြောင်းကအမဲရောင်ကိုဖြည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ keyboard ထဲကနေ control ရယ် plus b ရယ်ပေါ့နော်sorry အဝါရောင်ကိုဖြည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ control ရယ်ဒီကနေ plus b နှိမ့်မနှိမ့် delete key ပေါ့နော်အခုအဲ့နှစ်ခုလုံးနှိမ့်လို့ရတယ်အဲ့လိုမျိုးပေါ့ကျွန်တော်တို့အပေါ်ကအမဲရောင်လေးဖြည့်ချင်တယ်ဆိုရင် order delete နော် order plus bus b နှိပ်လို့ရတယ် delete နှိပ်လို့ရတယ်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်နှိပ်ကြည့်မယ် control ရယ် delete ရယ်နှိပ်ကြည့်လိုက်ဟောအောက်ကအဝါရောင်လေးရလာရင်နော်အဲ့ဒါမှကျွန်တော်တို့ကမလုပ်ချင်ဘူးဆိုရင်ဒီမှာစေးပုံးလေးကိုသွားယူပြီးတော့လေဒီလိုလေးနှိပ်လို့ရတယ်နော်ဒီဟာလေး color လေးကိုချိန်မိလိုက်ရုံပဲဒီမှာနော်တစ်ချက်နှိပ်လိုက်လွယ်ပါတယ်ဒါတွေကဒါကတော့ shortcut key နဲ့သုံးပြသွားတာဖြစ်တဲ့အတွက် control delete နှိပ်လိုက်တယ်နော်ပြီးသွားပြီဆိုရင်ဒီဟာလေးကိုကျွန်တော် stroke ပါမယ်ဒီဆက်လက်လေးကိုမဖြောင်းနဲ့အောင် edit ထဲကိုသွားမယ် stroke ထဲကိုသွားမယ်ဒီနေရာမှာအမဲရောင်လေးပေးထားတယ်နော် color တခြားရောင်ဖြစ်နေအမဲရောင်လေးပြောင်းလိုက်ပါပြီးရင်4ပေါ့နော် ph ဆိုတော့ pixel ပေါ့နော်4လောက်ရိုက်ထည့်လိုက်တယ်ပြီးရင် control d နဲ့ဆက်လက်ဖြောင်းလိုက်တော့ဒီလိုအဝိုင်းလေးတစ်ခုရလာပြီဆိုရင်နောက်တဲ့အဝိုင်းတစ်ခုသွားမယ် layer တစ်ခုအသစ်ထည့်ယူမယ်ဆောနာအဝိုင်းတိုးလေးပဲပြင်ယူလိုက်မယ်နော်ယူပြီးရင်ကျွန်တော်တို့က order sheet လေးဖိပြီးတော့နော်ဒီမှာနော် order sheet လေးဖိပြီးတော့ကျွန်တော်တို့ထပ်ဆွဲမယ်ဒါလေးကိုလည်းဒီလိုပဲနော်သူ့ကြတော့ဘာနဲ့အရောင်ဖြည့်မလဲဆိုတော့သူ့ကိုဒီမှာကျွန်တော်တို့ဒီမှာ
သူ့ကိုကျတော့ gradient နဲ့ဖြည့်မယ်နော်ဒီမှာ gradient လေးနဲ့ဖြည့်မယ်ဆိုတော့ gradient နဲ့ဆိုတော့ဒီမှာအရောင်တွေဘယ်လိုယူရမလဲဆိုတော့ဥပမာဒီလိုရောင်မျိုးတွေဒီလိုရောင်မျိုးတွေဖြစ်နေကြမယ်ပေါ့နော်ဒါမျိုးဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဖြစ်နေ sorry နေမှာဖြစ်နေတယ်ဆိုရင်ဒီမှာဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီနေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာဘာလုပ်ကြလဲဆိုအရင်ဆုံးဒီနေရာဟိုဒါအပြာရောင်လေးပေးလိုက်နော်ပြာရောင်လေးပေးလိုက်နော်ပြီးရင်ဒီဘက်ကိုလည်းကျွန်တော်တို့ဒီတိုင်းပဲပြာရောင်လေးပေးလိုက်နှစ်ခုလုံးပြာလေးရပါပြီနော်နှစ်ခုလုံးပြာလေးရပါပြီဆိုရင်ကျွန်တော်တို့ကဒီနေရာမှာဒါအပြာထားလိုက်နော်ဒီနေရာမှာကျတော့ကျွန်တော်တို့ကဒီမှာတစ်ချက်နှိပ်လိုက်တယ်ဒီနေရာလေးကိုသွားမယ်အဖြူပြီးရင်ဒီနေရာမှာတစ်ချက်နှိပ်မယ်sorry ဒီနေရာမှာချက်နှိပ်မယ်အပြာပြန်နှိပ်မယ်နော်ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာတစ်ချက်နှိပ်မယ်အဖြူပြန်နှိပ်မယ်ဟုတ်လားဒီဘက်လေးကိုနည်းနည်းရွှေ့ပြလိုက်မယ်အဖြူလေးတွေဒါဆိုရင်ကျွန်တော်တို့အဖြူကဘယ်နှခုရပါလဲဒီမှာဒါဆိုရင်ကျွန်တော်တို့အဖြူနှစ်ခုနော်မလေးချင်းကိုင်းဟလာဒါလေးဆိုရင်ကျွန်တော်တို့အဖြူလေးနှစ်ခုရပါပြီနော်အဖြူလေးနှစ်ခုရပါပြီအဲ့တော့ဒီမှာအပြာလေးရှိနေတဲ့အတွက်ဒီဘက်မှာကျွန်တော်တစ်ခုနှိပ်လိုက်မယ်ဒီနေရာလေးကိုအဖြူရောင်လေးထပ်ပြီးမယ်ပြီးရင်ကျွန်တော်ဒီနေရာလေးမှာတစ်ခါအပြာရောင်လေးထပ်ပြီးမယ်ပြီးရင်တော့ရှင်းရှင်းလေးပဲဒီနောက်နှိပ်လိုက်အဖြူလေးပြန်နှိပ်လိုက်ဒါဆိုရင်အဖြူရောင်မနှစ်ခုလည်းကြည့်လိုက်1 2 3 4ခုဖြစ်သွားပြီ4ခုဖြစ်သွားပြီဒါလေးတွေညီညာလေးညှိပေးလိုက်ညှိပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့နောက်မလုပ်ရအောင်အဲ့ဒီအပြာလေးကိုဒီလိုမျိုးလေးပေါ့နော်လုပ်ပေးထားလိုက်ကျွန်တော်မှာတော့ဒီမှာရှိနေပြီးသားပဲဟုတ်လားကျွန်တော်မှဒီမှာရှိနေပြီးသားပဲရှိပြီးသားဆိုတော့ကျွန်တော်မနေမလုပ်တော့ဘူးမစေတော့ဘူးပေါ့နော်မသိမ်းတော့ဘူးပေါ့ရှိပြီးသားဆိုတော့မသိမ်းတော့ဒီမှာကြည့်အဖြူတစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းလောက်ပေါ့နော်ဒါကတော့ကာလာကြိုက်သလိုထည့်လို့ရတယ်ခုဘာကာလာထည့်ခြင်းလဲထည့်ခြင်းနဲ့ကာလာထည့်လို့ရတယ်တဲ့ပြဿနာမရှိဘူးနော်အဲ့တော့ဒီမှာကျွန်တော်တို့ဒီလိုမျိုးသိမ်းထားတယ်ဆိုတာနယူးကိုနှိပ်လိုက်တာနောက်နယူးကိုနှိပ်လိုက်ဒီလိုမျိုးရောက်လာတွေ့လားဒါလေးပေါ့ရောက်လာပြီဆိုရင် okay ကိုနှိပ်လိုက်တယ်ဒီမှာဝင်သွားပြီဆိုတော့ကျွန်တော်ဒီနေရာတွေမှာရှောက်ဝင်နေလိမ့်မယ်အဲ့တော့ဒီမှာအဝိုင်းပုံစံလေးတော့ဒီလိုလှည့်မှာနော်ဒီလိုလှည့်မှာဆိုဒါလေးကိုယူလိုက်တယ်ယူပြီးတော့ဒီအပေါင်းလက္ခဏာလေးကနေစပြီးတော့ကျွန်တော်တို့ကရှစ်ကီးလေးကိုဖိပြီးတော့ဒီမှာနော်ရှစ်ကီးလေးကိုဖိပြီးဒီဘက်ကိုဆွဲချလိုက်ဟောဒီလိုမျိုးလေးရလာဒါမျိုးလေးရလာပြီဆိုရင် edit stroke ကိုသွားမယ်ကျွန်တော်ဒီမှာထပ်ပြီး stroke လုပ်လိုက်တယ် control D ဆက်လက်ဖြောက်လိုက်တယ်ဒီလိုလေးရပါပြီဒီဝိုင်းလေးကနည်းနည်းလေးကြီးနေသေးတယ်ဆိုရင်ကျွန်တော်တို့ control D လေးနဲ့ order ရဲ့ရှေ့ကိုဖိပြီးတော့ဒီလောက်လေးဆွဲလိုက်ဒါဆိုရင်ဘေးမှာလည်းကျွန်တော်စာရေးလို့ရတယ်နော်โอเคဒီလိုမျိုးလေးမြင်ရမှာဖြစ်ပါတယ်ကြီးလေးနဲ့ထပ်ကျင်းလို့ရတယ်ပြဿနာမရှိဘူးနော်โอเคဒီနေရာမှာကျတော့ကျွန်တော်တို့အထက်အဝိုင်းလေးကိုကျွန်တော်တို့နည်းနည်းထင်ထင်ရှားရှားလေးဖြစ်စေခြင်းနဲ့နော်သူ့ထက် stroke လေးကိုအဲ့တော့ control လေးကိုထောက်ပြီးတော့ဒီနေရာလေးမှာတစ်ချက်ဆက်လက်လိုက်တာပါမောက်လေးနဲ့edit ထဲကိုပြန်သွားတယ်ဒီမှာသွားတယ်ကျွန်တော်တို့9လောက်ထားပါတယ် control D ဟောဒီလိုထင်းထင်းရှားရှားလေးဖြစ်သွားတယ်နော်ထင်းထင်းရှားရှားလေးဖြစ်သွားတယ်ဒါဆိုရင်ရပြီဒီပေါ်မှာကျွန်တော်တို့စာအုပ်ဆွဲမယ်နော်စာအုပ်ကလေးဆွဲမယ်ဆိုတော့အရင်ဆုံးဘာလုပ်ရမလဲ layer တစ်ခုအသစ်ယူလိုက်တယ်ယူပြီးတော့အဲကျွန်တော်တို့ဒီမှာ၄တောင်ပုံစံထိုးလေးပေါ့နော်
radical tool လေးပေါ့နော် radical tool လေးကိုယူပြီးတော့ကျွန်တော်တို့ဒီနေရာကနေပြီးတော့စာအုပ်လေးဒီလိုလေးပေါ့ထဲမှာစာအုပ်လေးထဲမှာဆိုတော့ဒီလောက်လေးလေးရတယ်အဲ့လိုလေးဖိလိုက်ပြီးပါပြီဆိုရင်ကျွန်တော်တို့ကသူ့စာအုပ်ပုံစံလေးဖြစ်အောင်လုပ်မယ်အဲ့တော့ဒီကောင်လေးတွေကိုခဏမျက်လုံးလေးပိတ်ထားလိုက်နော်အဲဒီလိုမျိုးလေးရလာဒါဆိုရင်ဒီမှာ path selection tool လေးကိုယူပြီးဒီလိုလေးချက်ဆက်လက်လိုက်နော်မောက်လေးနဲ့ဆွဲပြီးပန်တိုးလေးကိုယူမယ်ယူပြီးပြီဆိုရင်ဒီနေရာကိုအရင်ဆုံး order ကိုဖိထားမယ်နော် order ကိုဖိထားရင်သူပုံစံလေးပြောင်းသွားလိမ့်မယ်ဒီထိတ်တဲ့ဝင်တာနဲ့ဒီမှာဖိပြီးတော့ဆွဲတင်မယ်ဆွဲတင်တဲ့အခါကျရင်ဒီလိုဘေးတွေကိုကွေးသွားတတ်တယ်ကွေးသွားတော့ဒီလိုတန်းတန်းလေးရအောင်လို့သူရှစ်ကီလေးခံလိုက်ရင်ရှစ်ကီလေးခံလိုက်ရင်ဒီမှာသူကမသွားတော့ဘူးနော်အဲ့တော့ဒီလောက်လေးပေါ့လောက်ရပြီဆိုရင်ဒီလောက်ရပြီဆိုရင်လွတ်လိုက်မယ်အောက်မှာလည်းဒီတိုင်းပဲ order လေးကိုဖိမယ်ဖိပြီးတော့အောက်ကိုကွေးခြင်းအပေါ်ကွေးခြင်းအောက်ကိုဆွဲဒီဘက်မှာလည်းဒီလိုပဲသူလည်းရှစ်ကီလီနဲ့နည်းနည်းပေါ့နော်တားမလို့နည်းနည်းလေးပြီးကုန်ကျင်တဲ့ဆန်ဒီလိုလေးပေါ့ဒါမျိုးလေးရပါပြီဆိုရင်ဒီမှာဒီခုမူတူလေးဖြစ်ဖြစ်ပေါ့နော်ဂျားနေရာလေးကိုဒါလေးဖြစ်ဖြစ်ဒီ path selection tool လေးနဲ့ပဲလွတ်တဲ့နေရာလေးကိုထောက်လိုက်တာတော့သူ select ပြောက်သွားမှာ select ပြောက်သွားပြီဆိုရင်သူ့ကိုkeyboard ရဲ့ control ရဲ့ enter ရဲ့ခောက်လိုက် select ဝင်သွားအောင်နော် control ရဲ့ enter ရဲ့ကိုခောက်လိုက် select ဝင်သွားပြီဆိုရင်ကျွန်တော်တို့ဒီအဝါတိုးလေးကိုကျွန်တော်ပြန်ပြီးမျက်စိလေးဖွင့်ပေးပြီးတော့ဒီအောက်ကနေ color လေးယူပြီးလို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့မှာအောက်မှာ color နှစ်ခုယူထားတဲ့အတွက်အောက် color လေးကျန်နေတယ်နော်ဒါမျက်စိမိတ်ထားလို့ရတယ်အောက်က color လေးကိုဖြည့်မယ်ဆိုတော့ကျွန်တော်တို့ control delete sorry မှားနေတာဒီမှာနော် select မှားနေတယ်ဒီ select ဒီမှာ control delete layer မှားနေတယ်နော်ဒါမျိုးလေးရပါပြီဆိုတော့ stroke ပတ်မယ် editor ကိုသွားမယ် stroke မှာကြတော့ကျွန်တော်4ပဲထားမယ်ဒီမှာစာအုပ်လေးကြတော့နော်4 control d 4တောင်မှဒါကျွန်တော်တို့တော်တော်လေးများတယ်နော်တော်တော်လေးများတယ်ဆိုတော့ editor ကိုသွားမယ် stroke 3လောက်ပဲထားမယ်ဗျ3နော် control d ဒီလိုလေးရလာဒီလိုမျိုးလေးရလာရင်အရင်ဆုံးကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့သူ့ကိုကျွန်တော်ဟိုဘက်ဒီဘက်ချိန်ရမယ်နော် control d ဒီအကွေးလေးကအပြင်အဖြစ်ကမယ်ဒါလေးရဲ့အလဲအဖြစ်ကအဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲ right click face horizontal နှိပ်လိုက်ရင်သူဒီလိုလေးဖြစ်သွားမယ်ဒါဆိုရင်အမှန်ကြီးလေးချစ်လိုက်ပြီးရင်ဒီမှာကျွန်တော်တို့ control ရဲ့ keyboard ရဲ့ J ကိုနှိပ်လိုက်မယ်နော် control J ဒါဆိုရင် layer တစ်ခုပွားတာပေါ့နော်နောက်ထပ်နှစ်ခုထပ်ပွားလိုက်တာပေါ့နော်ပွားလိုက်ပြီးအပေါ်ဆုံး layer လေးကို control T ပြီးသွားရင်ကျွန်တော်တို့ဒီအဝိုင်းလေးကိုဒီကိုရွှေ့ပေးလိုက်နော်ရွှေ့ပြီးသွားရင် right click ဒီမှာ face horizontal နှိပ်လိုက်ဒီဘက်ကိုတစ်ရွက်သူကလည်းသူကူးပါတယ်နော် okay ကိုနှိပ်လိုက်ပြီးဒါဆိုစာအုပ်လေးဖြစ်သွားပြီစာအုပ်လေးဖြစ်သွားပြီဆိုရင်ဒီနှစ်ခုကိုဒါတစ်ရွက်ချင်းစီပေါ့နော်တစ်ရွက်ချင်းစီဆိုတော့ control ရဲ့ E ရဲ့နော် keyboard ထဲကနေ control E လေးကိုနှိပ်လိုက်ရင်ဒါတစ်ရွက်ထဲဖြစ်သွားပြီတစ်ရွက်ထဲဖြစ်သွားပြီဆိုတော့သူ့ကို keyboard ထဲကနေ control J တစ်ရွက်ပွားလိုက်မယ်နော်ဒီမှာ move tool လေးကိုယူထားပြီးတော့အပေါ်ကို speed arrow မြားလေးနဲ့ရွှေ့မယ်နောက်ထပ် control J ထပ်ရွှေ့မယ်ဒီလိုလေးပေါ့နော်ဒါလည်းမရွှေ့ပါဘူးနည်းနည်းအသေးအပေါ်ရွက်လေးနည်းနည်းအကြီးလေးပေါ့အပွားလေးဒီလိုမျိုးလေးရပါပြီဆိုရင်ကျွန်တော်တို့ကစာရွက်အယောင်လေးတွေကိုနည်းနည်းလေးလျှော့ပြရမယ်ဥပမာအောက်ဆုံးကအယောင်လေးပေါ့အောက်ဆုံးအယောင်လေးဆိုရင်အရေးရှိတဲ့အတွက်နော်အရေးရှိတဲ့အတွက်သူ့ကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲသူ့ကိုတစ်ချက်ဆက်လက်လိုက်မယ် control လေးကိုဖိပြီးတော့ဒီအကွက်လေးကိုဆက်လက်လိုက်ရင်ဒီလိုဆက်လက်ဝင်သွားပြီဒီလိုဆက်လက်ဝင်သွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ color box မှာပေါ့နော်
အယောင်ချပေးရမယ်1 2 3ဆိုတော့1 2 3ခုမြောက်ဆိုသူ့အယောင်လေးနည်းနည်းလေးမိန်နာလေးထည့်ပေးရမယ်ဆိုတော့ဒီလိုပြန်ပြီးရင် control delete နှိပ်လိုက်ရင်ဒီမှာပြီးသွားရင် edit ကိုပြန်သွားတယ် stroke ကိုပြန်သွားတယ်3 control D ဒီမှာနော်နည်းနည်းလေးရောင်ကြပါပြီဒုတိယအထက်ကိုလည်းဒီလိုပဲ control ဖိပြီးတော့ select လိုက်တယ် select ဝင်သွားပြီ select ဝင်သွားပြီဆိုရင်သူ့ကိုလည်းဒီလိုပဲကျွန်တော်တို့တွေသူ့ထက်လင်းတဲ့အရောင်လေးပေါ့နော်ဒါသူ့ထက်လင်းမဲ့အရောင်လေးယူပေးရမယ်ပြီးရင် control delete နှိပ်လိုက်တယ်ပြီးသွားရင် edit ကိုသွားမယ် stroke 3မယ်နော်ပြီးရင်တော့ control D ရပါပြီနော်ဒီလိုလေးပေါ့ဒီလိုကွဲပြားခြားနားတဲ့အရောင်လေး3ခုပေါ့နော်ဒီလိုလေးလုပ်ပေးရမယ်အဲ့တော့နည်းနည်းလေးဟိုဖြစ်နေသေးတယ်ဆိုရင် control Z အနောက်ကိုပြန်ဆုပ်လိုက်မယ်ကျွန်တော်တားလင်းနေသေးတယ်လို့ထင်ရရင်edit stop ပြီး control D okay ဒီလိုလေးပေါ့နော်ဒါမျိုးလေးရပါတယ်ရပါပြီဆိုရင်ဒီ layer တွေအားလုံးကိုစာအုပ် layer တွေကိုကျွန်တော် control ရဲ့ E ရဲ့ပေါင်းလိုက်ပြီးရင်ဒီမှာဆွဲလိုက်တယ်ဟုတ်လားလိုလေးရပါပြီဒီစာအုပ်လေးကို control D အောက်ကိုဆွဲချ control D လောက်တဲ့ဟာကဒီမှာကျွန်တော်မညီမညာဖြစ်မှာဆိုလို့အလဲဘုံမကြမှာဆိုလို့ပြီးသွားရင်ဒီမှာနော်control D order sheet လေးနဲ့စာအုပ်ကိုကြီးလို့ရသေးတယ်ကြီးလိုက် control D order sheet လေးနဲ့ကြီးလိုက်တယ်အပေါ်တညီပေါ့နော်အဲဒီလိုလေးပေါ့ကျွန်တော်ဒါမျိုးလေးရပါပြီဆိုရင်ကျွန်တော်ဖျောင်းနိုင်ဆွဲမယ်မီးညွန့်လေးဆွဲမယ်ပေါ့နော်ရုံဆုံးဖျောင်းနိုင်လေးအပေါ်အဖြစ်ကမယ်ဆိုတော့ဖျောင်းနိုင်လေးကိုအရင်ဆွဲလိုက်မယ်ဖျောင်းနိုင်လေးဆွဲဖို့တော့ကိုလေယာတစ်ခုယူလိုက်တယ်ယူပြီးတော့ကျွန်တော်တို့တွေ4000တိုးလေးနဲ့ပဲသွားမယ်နော်ဒီဟာ radical တိုးလေးနဲ့ပဲ radical တိုးလေးနဲ့ပဲသွားမယ်ဖျောင်းနိုင်လေးကိုဒီမှာ radical တိုးလေးကိုယူတဲ့နည်းယူလေးရခေါ်ထားတယ်နော်ခေါ်ပြီးတော့ဖျောင်းနိုင်လေးကိုဒီလောက်လေးပဲဆွဲမယ် site တွေကတော့ကိုယ်နဲ့နော်ကိုမျက်စိလေးနဲ့ကိုအဆင်ပြေသလိုပေါ့အနည်းတော့လိုလေးလောက်လို့ရဒီမှာနော်ဒါမျိုးလေးရပါပြီဆိုခုနကကျွန်တော်တို့စာအုပ်လုပ်တဲ့ဤတိုင်းပဲဒါလေးတွေကလွယ်လေးတွေနော်ဒီမှာ select လုပ်လိုက်တယ်လုပ်ပြီးပိုင်းရောင်ဒီတောင်းနဲ့ order ကိုဖိတယ်ဒီမှာနော် sorry ပန်တူကိုယူတယ်နော် order လေးကိုဖိပြီးတော့ဒီမှာဆွဲမယ်ရှစ်ကီးလေးကိုဖိပြီးတော့ဆွဲမယ်ဒီမှာကျွန်တော်ဖျောင်းနိုင်နော်ဖျောင်းနိုင်လေးတစ်စောင်းကြာနေတဲ့ site လေးပေါ့ဟုတ်လားဒါလေးပဲပြီးသွားပြီဆိုရင်အောက်မှာလည်း order လေးကိုဖိမယ်ဖိပြီးတော့ကျွန်တော်တို့အဝိုင်းပုံစံလေးဆွဲရမယ်ဖျောင်းနိုင်လေးကဝိုက်ဝိုက်လေးကိုဒီလိုလေးပေါ့ဒီဘက်ကလည်းထိုနည်း၎င်းပဲတူပဲ
ဒါမျိုးလေးပေါ့ရပါပြီဆိုရင် Path Selection Tool လေးကိုတစ်ခါပြန်နှိပ်တခြားနေရာလေးနှိပ်မယ်ဖြောင်းနိုင်ဒီလိုမျိုးလေးရတာပါနော်ဒီလိုမျိုးလေးညွှန်လေးနဲ့ Okay ဒါလေးကိုကျွန်တော်တို့ Control ရဲ့ Enter ရဲ့တစ်ခါပြန်ခောက် Selection ဖြစ်သွားအောင်ကဲ Selection ဖြစ်သွားပြီ Selection ဖြစ်သွားပြီဆိုရင်ဒီမှာကြည့်မယ်နော်ဒီလိုမျိုးလေးနော်ဖြောင်းနိုင်လေးရဒါဝိုင်းသွားတယ်ဆိုရင် sorry မနော်ဒီမှာဒါဝိုင်းသွားတယ်ဒါဝိုင်းသွားတယ်ဒါဝိုင်းတော့ဒါမဝိုင်းတော့ Selection ဖြစ်မှတည်တယ်နော် keyboard ထဲကနေ order ကိုဖိပြီးဒီလိုလေးဆွဲရှစ်ကီလေးကိုခံပြီးတော့ဒီလောက်လေးပဲနော်ဒါဝိုင်းလို့မရโอเคဒါဆိုရင် Path Selection Tool လေးနဲ့ခုနကျွန်တော်ပြောဒီလိုလေးရတယ် Control ရဲ့ Enter ရဲ့ကိုခောက်မယ်ဆိုရင်ဒီလို Selection ဝင်သွားမယ် Selection ဝင်သွားပြီဆိုရင်သူ့လည်း Gradient Tool လေးနဲ့ဒီအဝိုင်းကြီးကိုဖြည့်တယ်လို့ပဲ Gradient Tool ကိုသွားယူရမယ်Gradient ကိုတွားယူရမယ်ဆိုတော့ဒီမှာဒီလိုမျိုးအရောင်လေးဖြစ်အောင်လုပ်ရမယ်တကယ်လို့ဒီအရောင်ကမရှိဘူးဆိုရင်ဒီမှာအဖြူကြီးပဲပေါ့နော် black တစ်ခုကိုယူလိုက်မယ်အဖြူwhite တစ်ခုကိုယူလိုက်မယ်နော်အဖြူတစ်ခုဒါ color အဖြူလေးပဲယူထားလိုက်တာတကယ်လို့မိမိတို့ကတခြား color ဒီလိုတွေဖြစ်နေတယ်ဆိုရင်ဒါတွေဖြတ်ပလိုက်ဒါတွေဖြတ်ဒီနေရာကိုနှိပ်ဒါကိုနှိပ်အဖြူယူဒီဘက်ကကောင်နှိပ်ငါယူအဖြူယူပြီးပါဆိုရင်အလေတက်မှာနှိပ်ပြီးဆိုရင်ဒီမှာနှိပ်ခဲရောင်နော်ခဲရောင်လေးယူလိုက်တယ်ဒီလိုမျိုးအလေကြပါအဲဆိုရင်သူ့လည်းနောက်မလောက်ရအောင်နယူနော်နယူကိုနှိပ်လိုက်ဒါဆိုရင်ဒီလိုမျိုးလေးဝင်သွားလိမ့်မယ်ဒီလိုမျိုးလေးဝင်သွားလိမ့်မယ်နယူကိုနှိပ်လိုက်ရင်ဒီလိုမျိုးဝင်သွားပြီးရင် okay နှိပ်လိုက်ဒါဆိုရင်ရပြီဆိုတော့သူ့ကိုဒီကောင်လေးကိုယူပဲရောက်နော်ရှစ်ကီလေးကိုခန္ဓာ့မှာဆွဲလိုက်နော်လိုမျိုးလေးရလာမှာဒီမှာနော်မကြည့်နော်ဟုတ်လားအလေကဖူးလေးဟဲ့လားအဲ့တော့ဒီမှာဒီလိုလေးဆွဲရှစ်ကီလေးကိုခံပြီးတော့နော်ဒါဆိုရင်ပြောင်းနိုင်တဲ့တိုင်ရပြီ Control D လေးနဲ့ဆက်လက်ဖြုတ်လိုက်တယ်နော်ဒါမျိုးလေးရပါပြီဆိုရင်ကျွန်တော်တို့ကဒါဖြောင်းနိုင်လေသူ့ပေါ်မှာကျွန်တော်တို့မီးညွန့်လေးတစ်ခါတက်ဆွဲမယ်မီးညွန့်လေးဆွဲမယ်ဆိုတော့မီးညွန့်လေးကိုဆွဲဖို့အတွက်ကိုဒီမှာပန်တူးလေးကိုယူမယ်ယူပြီးတော့ကျွန်တော်တို့ကမီးညွန့်လေးဆွဲမယ်နော်မီးညွန့်လေးဆွဲဖို့ဒီလိုလေးပေါ့နော် order လေးကိုဖိတယ်နော် ဒီလိုမျိုးလေး okay ပါရင်เนาะ
ဒီလိုမျိုးလေးဆွဲပြီးသွားပြီဆိုရင်ဒါပြီးရင်သူ့လည်း control enter ကိုခေါက်လိုက်เนาะဒီမှာ layer အသစ်ယူရမယ်เนาะတစ်ခုဆိုရင်တစ်ခု layer အသစ်ယူရမယ်ရပြီဆိုရင်သူ့လည်းမီးညွန့်လေးကိုကြအဝါရောင်လေးပေါ့နော်ဒီမှာကျွန်တော်တို့အဝါရောင်ရေးလေးပေါ့နည်းနည်းလေးတင်လိုက်မယ်အဝါရောင်လေးကိုသူ့ကြတော့ကျွန်တော် feather ပေးရမယ် feather ပေးရမယ်ဆိုတော့ select ထဲကနေ modify နဲ့ feather ကိုသွားမယ် feather မှာကျွန်တော်feather မှာကျွန်တော်တို့ဆက်ခွန်လောက်ပေးလိုက်မယ်နော်ဆက်ခွန်လောက်ဆက်ခွန်လောက်ပေးလိုက်မယ်နော်ဆက်ခွန်လောက်ကြတော့များပါလားမသိ control order set select ထဲက modify နဲ့ feather မော့ရင်ဒီလိုပေးလိုက်မယ် control order set ကျွန်တော်တို့ဒီမှာပန်တူးလေးနဲ့ပဲ right click เนาะ make selection ဒီနေရာမှာ20များတယ်ဆက်ခွန်လောက်ပေးလိုက်မယ်เนาะဆက်ခွန်လောက်ပေးပြီးတော့ okay နှိပ်လိုက်တူတူပါပဲเนาะဟိုမှာ select သွားပေးတာနဲ့ right click နှိပ်ပြီးတော့ပေးတာနဲ့တူတူပဲအဲ့တော့ကျွန်တော်တို့အဝါရောင်လေးဖြည့်ချင်တာဖြစ်တဲ့အတွက် control delete ဟုတ်လားအဝါရောင်လေးဖြည့်သွားပြီပြီးရင်ကျွန်တော်တို့က control D ဒါဆိုမီးညွန့်လေးတစ်ခုရပြီမီးညွန့်လေးရတော့ရပြီဒါပေမဲ့ control D ဒီမှာကျွန်တော်တို့လောက်တာဒီမှာကြည့် select ကကျွန်တော်ပြောတယ်ဒီမှာဒါကဖျောင်းနိုင်ဖြစ်နေတယ်เนาะသူ့ရဲ့အပေါ်မှာရှိရမယ်ဆိုတော့ဒီမှာ layer လေးတစ်ခုပြီးတော့မှ control delete နှိပ်လိုက်ဒါဆိုရင် control D ဒါဆိုရင်ဒီဖျောင်းနိုင်မီးညွန့်လေးရအပေါ်ရောက်နေเนาะအပေါ်ရောက်နေတာလေးကိုအောက်ဆွဲချလိုက်ပြီးရင် control D order sheet လေးနဲ့သူ့နည်းနည်းလေးကြည့်လိုက်မယ်ဖျောင်းနိုင်လေးကို control D နည်းနည်းလေးသေးလိုက်မယ် order sheet လေးနဲ့နည်းနည်းသေးပြီးတော့အောက်ကိုနည်းနည်းလေးချမယ်မီးညွန့်လေးကိုပါအောက်ကိုလိုက်ချပြလိုက် control D မီးညွန့်လေးကိုဒီလိုလေးပေါ့နော်ဒါမျိုးလေးဆွဲပြီးသွားပြီဆိုရင်ဒီမှာမီးလေးကို control J လေးနဲ့ပွားလိုက်တယ်เนาะပွားပြီးတော့ control D order sheet လေးနဲ့သေးတယ်သေးပြီးတော့အဲ့ဒီ layer လေးကိုချက် select တယ် select ပြီးတော့အနီရောင်လေးပေါ့နော်အနီရောင်မှာရဲရဲလေးအဲ့ဒါကို order delete နဲ့အရောင်ဖြည့်လိုက်တယ်သူ့ကြတော့ကျွန်တော်တို့ feather မှာအရောင်မဖိတ်ခင် feather မှာ15လောက်ပေါ့နော်ဆက်ခွန်ဆိုတော့73လောက်ပေါ့နော် modify နဲ့သွားတယ် select ထဲကိုဝင်တယ် modify နဲ့ feather ကိုသွားပြီးတော့15လောက်15ဆိုတော့73ဆက်ခွန်ဆိုတော့73လောက်ပေးလိုက်မယ်နော်ပေးပြီးတော့ကျွန်တော်တို့ order delete နဲ့အရောင်ဖြည့်လိုက်တယ် control D နဲ့ select ဖြောက်တယ်ပြီးရင် control D သူ order sheet အောက်ကိုဆွဲချမယ်နော်ဒီလိုပုံစံလေးနော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့သူ့ရဲ့နောက်ထပ် control G ပွားတယ် control D order sheet လေးနဲ့အောက်ကိုဆွဲချတယ်ဆွဲချပြီးရင်ဒီမှာတစ်ချက်နှိပ်တယ်သူ့လည်း feather modify နဲ့ရ feather မှာ10လောက်ပြီးမယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီအောက်ကအရောင် control delete နဲ့ဖြည့်ပြီးရင် control D နဲ့ select ဖြောက်တယ်နော်အဲ့လိုမျိုးလေးပြီးရင်သူ့ကိုကြတော့ဒီမှာနည်းနည်းလေးသေးတယ် control D order sheet လေးနဲ့
မျိုးလေးပေါ့နော်ပြီးသွားရင်ထိတ်ဆုံးဖြစ်တဲ့ဒီ layer လေးအဲ့ layer လေးကို control T လေးနဲ့နည်းနည်းလေးကြည့်မယ်အလုံးလေးနည်းနည်းထွားလိုက်တော့ပေါ့နော် okay အဲ့ဆိုရင် layer တွေအကုန်လုံးယူပြီးတော့ပေါ်နာလေးကိုနည်းနည်းလေးတင်ပြလိုက်မယ်ပြီးရင် control T လေးနဲ့နည်းနည်းလေးကြည့်သေးမယ်နော်ဒီလိုလေးပေါ့နော်မီညွန်လေးရပါပြီโอเคဖြောင်းနိုင်လေးကိုပဲရောကြည့်လိုက်မယ် control T လေးနဲ့ဒီလိုလေးရပါပြီဆိုရင်ကျွန်တော်တို့ဒါလေးကိုဖြောင်းနိုင်ဒီမှာမီးညွန်လေးတွေကိုပေါင်းလိုက်မယ် control E လေးနဲ့ဟုတ်လားနော်ပြီးရင်ဒီမီးညွန်လေးကိုတွားပြီးနည်းနည်းဝါးပေးလိုက်မယ် filter blur ရဲ့ Gaussian blur လေးနဲ့နည်းငယ်လိုမျိုးပေါ့နော်ပြောမှဆိုတစ်လောက်ပေါ့ရပြီလောက်ပြီးသွားတယ်ကျွန်တော်ဖြောင်းနိုင်လေးရဲ့အောက်မှာ layer ယူရမယ်ဖြစ်တဲ့အတွက်ဒီမီးညွန့်လေး layer ကိုတစ်ချက်ဆက်ပြီးတော့ layer အသစ်လေးယူလိုက်တယ်ယူပြီးရင်ကျွန်တော်တို့ကဒီမှာ foreground color မှာအမဲရောင်ထားပေးမယ်ထားပြီးတော့ brush 2ကိုယူမယ်အနာသားဝါတဲ့ brush ကိုယူမယ်1 2 3ပေါ့နော်ဒါလေးကိုယူလိုက်တယ်ယူပြီးသွားရင် brush size ကိုသေးတယ် opacityနဲ့ flow မှာ100ထားမှာထားပြီးဒီနေရာလေးတစ်ချက်ဆက်လက်ပြီး control T ဒီတိုင်းပဲဆွဲမယ်ကဲဒီလိုလေးလုပ်လိုက်နော်အဲ့ဒါပြီးသွားပြီအဲ့ဆိုရင်ဖြောင်းနိုင်လေးနဲ့သူပေါင်းလိုက် control E လေးနဲ့ဟလားနော်ဒါမျိုးလေးဖြုတ်အောင်ပြီးရင်တော့ကျွန်တော် guide တွေရှုပ်နေတယ်ဆိုရင် clean guide ပေါ့နော် guide ကဖယ်လို့မရသေးဘူးပြလောလောဆယ်နော်မဖယ်နေအောင်ပါနော် guide တွေမဖယ်နေအောင်အဲ့တော့ကျွန်တော်တို့ new တို့ဘာလုပ်မလဲဆိုတော့ဒီမှာအဝိုင်းတိုးလေးကိုတစ်ချက်ပြန်ယူပြီးတော့ကျွန်တော်တို့က order ရဲ့ရှေ့ကိုဖိပြီးတော့စာရေးရမယ်ဗျာနော်စာရေးဖို့အတွက်ကျွန်တော်တို့ဒီမှာ order sheet မဆွဲလိုက်မယ်order စာရေးဖို့နော်ရပြီဆိုရင်ဒီမှာ type 2လေးကိုယူလိုက်မယ်ယူပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာစာလုံးဖောက်ပြောင်းပါနော်ချိန်ပေါ့ပြီးသွားရင်ဒီမှာကြည့်ကျွန်တော်တို့ Soji 1နဲ့ကောင်ရိုက်လိုက်မယ်နော် Soji 1ပြီးမှစာလုံးလိုက်ပြောင်းလို့ရတယ်ဒီမှာဒီလိုမျိုးလေးကာစာလေးရအဲ့လိုတစ်စောင်းလေးပေါ်နေမှာအကုန်လုံးရဲ့အလဲတက်မှာเนาะတစ်စောင်းလေးပေါ်နေမှာတစ်ချက်ဆက်လက်လိုက်ဆက်လက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့စာရေးမယ်စာရေးဖို့တော့ကိုဒီမှာမြင်အောင်လို့เนาะဆိုကြည့်1 character man နဲ့တွားယူလိုက်တာပေါ့เนาะဒီမှာကျွန်တော်တို့ဟိုဒီဟာလေးပေါ့စက်လုံးဟိုနဲ့ရေးမှဖြစ်တဲ့အတွက် right click ဘက်ကိုနှိပ်မယ်ဒီမှာเนาะအလဲကိုထားရတယ်เนาะဒီ
ဒီမှာကျတော့အလဲကိုထားမယ် horizontal ထားမှာဟလားဘာဖြစ်လို့လဲဆိုအလဲမှာထားမှသူကစာလုံးနှစ်ဖက်မျှပြီးဒီလိုထွက်မှာဘာမှချိန်နေရမလို့တော့ဒီကထွက်တယ်ဆိုရင်ကျွန်တော်တို့ light လှည့်ပြီးချိန်နေရအောင်ဒီမှာအလဲမှာတစ်ခါလေးထားပြီးလိုက်ဒါဆိုရင်အလဲကနေသူကနေတန်းပြီးတော့ရိုက်သွားလိမ့်မယ်ဒီမှာကြည့်နော်ဒီမှာနော်ကျိုးပင်ကောကျိုးပင်ကောကျိုးပင်ကောမျိုးကျိုးပင်ကောကျိုးပင်ကောမျိုးမလေးဟာကျိုးပင်ကောမျိုးပညာမြင့်မာကြီးပေါ့နော်ပညာဟုတ်လားပညာမြင့်မာကြီးကျိုးပင်ကောမျိုးပညာမြင့်မာကြီးအသင်းနော်အသင်းလို့ရလာမှာဒါရင်းကတာအသင်းပေါ့ဒါဆိုရင်သူကတက်တယ်ပဲသူသွားရတယ်လေဒီလိုမျိုးပဲထွက်တယ်နော်ပြီးပါပြီပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒါနောက်တစ်ဝိုင်းပေါ့နော်ဒီမှာသွားမယ်နောက်တစ်ဝိုင်းထပ်ဆွဲမယ်ဟမှာအဝိုင်းတိုးလေးနဲ့ပဲခုနကလိုပဲကျွန်တော်နောက်တစ်ဝိုင်းထပ်ဆွဲနေဗျာနောက်တစ်ဝိုင်းဆွဲဖို့လဲဒီမှာorder sheet ဖိပြီးတော့ခုနလိုပဲတစ်ဝိုင်းထပ်ဆွဲမယ်ဆွဲပြီးရင်တိုက်တိုးပဲယူမယ်ယူရင်ဒီမှာအောက်ကနေရေးမယ်ဒီလိုမျိုးကာစာဒီလိုပေါ်နေပြီးတော့ချလိုက်တော့ရပြီနော်ရပြီဆိုရင်ကျွန်တော်စာပြန်ရေးမယ် right click ခုနကလိုပဲဝင်ချောင်းဝင်ဟလာဒီမှာကျိုးပြီးမှစာအလှတွေကကိုယ်ကပြန်ရေးပါနော်ကျိုးပင်ကောက်ဟလာကျိုးပင်ကောက်မြို့ဒါဆိုရပြီဒါဆိုရတော့ရပြီဒီမှာsorry နော်ရတော့ရတယ်ဒီမှာသူဘယ်လိုဖြစ်သွားလဲဆိုတော့ပြန်လုံးမနော်ရတော့ရတယ်သူကဟိုဘက်ကိုရောက်သွားလို့ချိုးပင်ကောက်ကကြည့်လုံးတင်ဘာရှောက်မယ်ကကြည့်လုံးတင်ချောင်းကျိုးပင်ကောက်ကျိုးပင်ကောက်မြို့ပေါ့နော်မြို့ထည့်လိုက်မယ်ချင်းချောင်းကျိုးပင်ကောက်မြို့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးကို control T ခဏနဲ့ဒီလိုလေးလုပ်လိုက်ပါနော်အဲ့လိုလုပ်ပြီးတော့မှ control T control T ကိုနှိပ်ပြီးတော့ edit ကိုသွားမယ်ဒီမှာ transform နဲ့ဝင်ပြီးတော့မနော်အဲ့လိုလေးနှိပ်ပြလိုက်နော်ဒါဆိုရင်သူအပေါ်ရောက်သွားပြီနော်အဲ့ဆိုရင်သူ့ကိုကျွန်တော်တို့ control T order sheet လေးကိုခံပြီးတော့ဒီမှာဆွဲလိုက် control T မရသေးရင် order sheet လေးကိုခံပြီးတော့ဒီမှာဆွဲလိုက်နော်ကြီးရတယ်ဆိုရင် control T အပေါ်လေးကိုနည်းနည်းလေးokay လောက်ရရင် control T order sheet လေးရပြီးစာလုံးပြန်ချိန်မှာပြဿနာမရှိဘူးနော်အပေါ်မှာတစ်ချက်ကြည့်မယ်အပေါ်မှာလည်းအဲ့တိုင်းပဲ control T order sheet နဲ့ကြီးမယ် control T order sheet လေးနဲ့နည်းနည်းလေးလောက်ဆိုရပြီအဲ့လိုမျိုးရပါပြီဆိုရင်ကျွန်တော်တို့ဒီစာလုံးကိုပြောင်းမှာ
စာလုံးပြောင်းဖို့ဒီမှာတစ်ချက်ဆက်လက်လိုက်တယ်ဒီလိုဆက်လက်လိုက်တယ်ဆက်လက်ပြီးရော keyboard ရဲ့ arrow မြားလေးနဲ့ပြောင်းလို့ရတယ်နော်ဟုတ်လားဒီမှာသူကနေဖြစ်ပါရင်နော်ဂျိုးပင်ကောင်းမျိုးပညာမြင့်မာရဲ့အသင်ဟလားဒါမျိုးပေါ့ဒီမှာဒါဆိုလဲဒီလိုလေးရရနော်ဒီမှာဒါမျိုးရပါပြီဆိုရင်ကျွန်တော်တို့ကဒီမှာနားလေးမှာကျွန်တော်တို့ဒီစာလုံးဖောက်ကတိတ်ပြီးတော့အဆင်မပြေဘူးနော်စာလုံးဖောက်အဆင်မပြေဘူးဆိုတော့အဆင်ပြေတဲ့ဟာလေးနဲ့ပေါ့နည်းနည်းကြည့်ချိုးပင်ကောင်မျိုးပညာမြညာတော့ဖြစ်ကုန်မြင်မာရေးအသင်းဘာဒီဖတ်မှလည်းမသိโอเคဒီစာလုံးလေးကိုကြိုက်တယ်စာလုံးလေးကိုကြိုက်တယ်ဆိုတော့အဲ့လိုပေါ့နော်လိုက်ပြီးချိန်ပေးရတာပေါ့ကျွန်တော်တို့နော်ဒီမှာဟုတ်လားဂျိုးပင်ကောင်းမျိုးဟုတ်လားပညာမြင့်မာရေးအသင်ရပြီဆိုတော့အောက်ကိုသွားမှာအောက်မှာလည်းဒီလိုပဲโอเคဒီမှာဂျိုးပင်ကောင်းမျိုးနော်နော်မှာဒါမျိုးလေးပေါ့အဲ့ဒါလေးတွေကိုကျွန်တော်တို့ကစာလုံး site လေးတွေနည်းနည်းလေးသိမယ်ဗျာနော်36ဆိုတော့ကျွန်တော်တို့34လောက်ထားကြည့်မယ်နော်34လောက်ဆိုတော့ပဲဒီမှာလဲကျွန်တော်တို့34လောက်34အန္တ34တော့များတယ်ဘာဖြစ်လို့လဲဆိုတော့ shade တွေပါလာအောင်မှာဆိုတော့32 32ဆိုတော့ပဲဒီမှာလဲကျွန်တော်တို့32အန္တခောက်ဟုတ်လားပြီးပြီမူတူးလေးနဲ့ကျန်တဲ့အတိုင်းအတာလေးကိုကျွန်တော်ရွှေ့လို့အပေါ်အောက်ဟုတ်လားအပေါ်အောက်ရွှေ့လို့ရပြီအပေါ်ရွှေ့လို့ရပြီပြီးသွားရင်ကျွန်တော်တို့ဒီမှာကျွန်တော် style လေးတွေထည့်လို့ရတယ်เนาะတွားပြီးတော့ဟုတ်လားဒါမဲ့ဒီ style မထည့်ဘူးကို style နဲ့ကိုထည့်မယ်ဆိုရင်နှစ်ချက်ခောက်လိုက်ခောက်ပြီးတော့ကျွန်တော်တို့ stoke မှာကျွန်တော်တို့အဖြူဟုတ်လားအဖြူထည့်ခြင်းနဲ့ဆိုရင်ဒီမှာအဖြူရောင်လေးဟို color မှာကျွန်တော်ဗာထည့်ခြင်းနဲ့အပြာလေးထည့်ခြင်းနဲ့ဆိုရင်ပြာလေးပေါ့နော်โอเคပြီးရင်ဒီမှာ drop share လေးမှာအောက်မှာနည်းနည်းလေးဒီနေရာမှာ90ပေါ့နော်90ရိုက်ထည့်လိုက်ဒါမျိုးလေးဒီမှာနှစ်ခုလုံးအပြာကြီးပဲထည့်လို့လည်းရတယ်နော်နှစ်ခုလုံးအပြာကြီးပဲထည့်မယ်ဆိုရင်တော့ဒီမှာ order လေးကိုဖိပြီးတော့ဒီ F8 ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက်ပြီးတော့ order လေးကိုဖိပြီးတော့အဲ့ဒါလေးကိုဆွဲပြီးဒီမှာလွတ်လိုက်နော်
ဒါဆိုရင်ဒီမှာဝင်သွားပြီအဲ့ဒါကိုနည်းနည်းလေးစာလုံးခတ်သေးလို့လည်းအဆင်ပြေတော့ကြည့်လို့အဲ့တော့ကျွန်တော်တို့ဒီမှာဖြောင်းနိုင်တဲ့မီးညွန့်လေးတွေကိုသွားမယ်နော်ဖြောင်းနိုင်တဲ့မီးညွန့်လေးတွေကို Control T order sheet လေးနဲ့နည်းနည်းလေးသူတို့သေးပြလိုက်โอเคနော်ဒီလောက်ဆိုရင်နေရာကျေသွားတာဗောနော်ဒီလိုမျိုးလေးရပါပြီဒါဆိုရင်တော့အားလုံးအဆင်ပြေကြပါသည်